Hi everyone, welcome back to the channel. So the last episode ကတော့ကျွန်တော် tournament ပြန်ပွဲပြန်ရင်းနဲ့ပြီးသွားပါတော့။ So အဲ့ဒီရတဲ့ပတ်ဆိုင်နဲ့ကျွန်တော်ဒီမှာအားမတစ်ချက်ပြန်ဆင်ထားတယ်။ပြီးတော့ tournament လည်းပြန်ရရှိသေးတယ်ဆိုတော့ကျွန်တော်အခုကြာတော့ tournament တစ်ပွဲရှိရကျွန်တော်နာမှာဆိုတော့ကျွန်တော်ပြန်လိုက်အောင်။ So ဒီကောက် tournament ဘာရမလဲတော့မသိသေးဘူး။ Let me see. အဲ့ဒါဘာနာတယ်ဆိုတော့ဒီမှာကျွန်တော်ဘာနာတစ်ခုရမှာပေါ့နော်ဒီဘာနာတွေကတိုက်ပွဲဘယ်လိုသုံးဝင်လဲဆိုဥပမာဒီဘာနာထောင်လာဆိုကျွန်တော်တို့ဒူရီသမားတွေပို့ပြီးတော့ backlink ကောင်းတာတို့ဘာလို့အဲ့ဒါရှိရပါဆိုတော့ဘာနာတွေတော့သိတော့သုံးဝင်ပဲနဲ့သုံးဝင်တဲ့ပါတယ်ဒီမှာဒါပေမဲ့ပြန်လဲကြအောင်လို့ဒီကပတ်စံလုံးနေဆိုပြန်ပြီးပြန်ပြီးရတယ်ဒီမှာကျွန်တော်တို့တော့နဲ့အစ်ဖြစ်နေပေါ့နော်အဲ့ဒါကျွန်တော်ဖိတ်ခေါ်လိုက်တယ်ဒီမှာရွာတွေကိုလိုက်သေးဖို့ဆိုတော့အဲ့ဒါကျွန်တော်နောက်ဘက်ကိုပြန်လာခဲ့လိုက်တယ်ဒါနဲ့ကျွန်တော်ဒီမှာပြန်ပွဲရှိဆိုတော့ပြန်မယ်ဆိုတော့ဝင်ကြည့်ရပြန်လို့မရဘူးသူနိုင်ငံနဲ့ကိုယ်နိုင်ငံနဲ့စစ်ဖြစ်နေဆိုတော့သူတို့မြို့တွေပြေးမဝင်အဲ့ဒါလည်းဘာမှမထူးတော့ပါဘူးလေဆိုတော့သူတို့ရွာတွေကျွန်တော်လိုက်ရော raid တယ်အပေါင်းဆုံးပထမဆုံးရွာ raid တဲ့ဟာပါအမှားမလို့ဘယ်လိုတွေရမလဲဆိုတော့မသိသေးဘူး
ဆိုတော့35နဲ့35နဲ့54ဆိုတော့ဒါလေးနိုင်ပါတယ်ဆိုတော့စပြီးတော့ရွာသားတွေတိုက်ထုတ်ကြအောင်ဆက်ခေါ်တယ်မဆိုးပါသူကအချာနဲ့ဆိုတော့ထင်းတယ်မှာ easy win ပါဆိုတော့ရွာကို rate ရတော့တိတ်တော့မရဘူး9ရွယ်ရဆိုတော့နောက်တစ်ရွာထပ်လွှင့်မယ်ဒါတော့နေရရွာသွားရလိုက်ချသူတို့ပတ်ပြေးနေဆိုတော့သူတို့တကောင်လုံးရလိုက်အားချဖွဲ့ဆိုတော့သူတို့လည်းကျုံလာပဲကျွန်တော်ပဲလည်းစာရေးပါသူတို့ပဲလူနည်းနည်းပဲရှိတယ်ပစ္စည်းရမဆိုးပါဘူးတော့ကောင်းကောင်းလေးရဆိုတော့ကျွန်တော်တချို့ဟာကျွန်တော်အမှားနဲ့ထည့်လိုက်တယ်မဆိုးတန်တော့တန်ပါဒီအာချာတွေချရတော့ဒီရွာလိုက် rate ရလည်းမဆိုးပါဘူးနောက်မှပဲမြို့ဝေးပါညာလိုက်သေးတော့မယ်ဆိုတော့ဒီ castle နီးနားမှာရှိတဲ့မြို့ရွာအကုန်လုံးကျွန်တော်လိုက်ဖြစ်စီမယ်ဆိုတော့သူရွာချွဲစားစရာတွေကမြို့မရတော့ဘူးဆိုရင်သူမြို့မှာသူတို့စားစရာနဲလာမလားစားစရာနဲလာဆိုရင်သူတို့ castle ကနေ royalty ရော့ကျလာတယ် royalty ရော့လာဆိုရင်ကျွန်တော်တို့သွားတိုင်းခါကျရင်ပို့ပြီးတော့ red သွားရဗျာဆိုတော့
ပုံမှန်ဆိုတော့ကျွန်တော်တို့အမျိုးဘာညာမသိခင်ဆိုရွာတွေပတ်ပြီးတော့ဖြက်စီးလိုက်အဲ့ဆိုသူတို့ရွာတွေကနေရွာတွေဖို့နဲသွားဆိုရင်ပို့ပြီးတော့တိုက်ဖို့လွယ်သွားပါတော့ဆိုတော့အဲ့လိုသူတို့ကရင်ရွာတွေလိုက်တိုင်ခဲ့ကျွန်တော်မျိုးမသိလို့မရသေးဘူးဆိုတော့ရွာတွေလိုက်ဖြစ်စီရင် ကဲဆိုတော့သူတို့ဘက်ရွာ2ရွာပြုတ်သွားပြီကျွန်တော်နောက်ထပ်300ကျန်သေးဆိုတော့ကျွန်တော်နောက်ထပ်ရွာတွေဆက်ရွေးဖို့တက်သွားမယ်ကျွန်တော်လူတွေလည်း level တက်ကိုပြီးမဆုံးဘာတိမဟုတ်ကိုတစ်ဖွဲ့နဲ့တိုက်လို့အသက်ဖွဲ့ကမသေးပဲနဲ့တန်ရရတဲ့သူတွေကိုတက်ထဲကိုပြန်ခေါ်လို့ရတယ်ဒါပေမဲ့မော်ရိုတော့ကြာပါတော့မော်ရိုဆိုတော့တိုက်ပွဲတိုက်ချင်တဲ့စိတ်ပုတ်ဖက်သားတွေမှာကြာပါတော့အဲ့ချိန်မှာပဲကျွန်တော်တိုက်ရလက်လောင်သွားတယ်သူက85ရောက်ဆိုပြီးလိုက်ပြီးတော့ကျွန်တော်လိုက်ချတယ်လော့လာပါလဲတော့လော့တော့ Who are you? It is ဒီလောက better သူ we သူ know each သူရွာ other's လိုက်ပြစ်စီးနေ names. ဆိုကျွန်တော်ပြန်လာပြီးတော့ချပါတော့ဒီက85ရောက်ဆိုတော့ကျွန်တော်လည်းနည်းနည်းတော့လက်သွားပေါ့ Okay ကြာဗျာဘာမှမထူတော့ဆိုတော့သူဘက်ကဟို infantry သမားကြီးများပါတော့ cover infantry က50ကျော်ဆိုတော့တော်လေးကိုများတယ်တော့ဒီဘက်ကတော့တိတ်မတောင်းဆိုတော့ကျွန်တော်ဘက်ကတော့ information လေးနည်းနည်းပုံစံချယူချမယ်ဆိုတော့ထိုးစံတိုင်းဒီဝေါ်ပဲလောက်ပြီးတော့နောက်ကနေထည့်ပေးရမှာဖြစ်ပါတယ် For the shield!
တော်တယ်ရောဒီဘက်မှာကျွန်တော်အာချာတွေနည်းနည်းများနေဆိုတော့သူတို့ကမလွယ်ဘူးတော်တော်တိုးလာရတယ်သူတို့ကရှိရောနဲ့ရှိရောပေါ့အဲ့ရောက်50ကျော်ဆိုတော့ဒီဘက်အာချာလည်းနေတော့တော့ပြင်နေရပဲနည်းနည်းရွှေ့ဖို့လိုပါဆိုသူတို့ကအာချာတော့သွားနေတယ်ကျောင်းဝင်ရှယ်ပဲကြာကျွန်တော်ကခုတ်နေရဟုတ်ဒီဘောကောင်ချိုးတယ်အားရတယ်ဘိုက်ကင်းတော့ခုတ်နေကြည့်တယ်ဒီကောင်ဆရာကြီးကဝိုင်းလုံနေတယ်ငါတေးလမ်းကြည့်ပါပါတေးဝါရှောဆိုနိုင်အောင်နိုင်တော့ပေါ့နော်တက်တော့ရလုံးဝရှယ်ရတီး4လို့ပါတော့ရဆိုဒီဘက်မဆုံးတန်မှာကျွန်တော်ကောင်ကြာသွားပါနော်ဆိုပပီနဲ့ကျွန်တော်ကတော့ထိသွားဆိုတော့နီးနာမရှိရဲကျွန်တော်တို့ဘက်က Excel သွားပြီးတော့ခဏနားလိုက်ဒီသွေးလေးပါလေးတက်လာအောင်ဆိုတော့လူလည်းနဲနေဆိုကျွန်တော်လူသက်စုတယ်ဟိုViking တွေကြီးပဲဝယ်တာ Viking ကို share ပဲကောင်းအဲ့ကောင်ရှိကာဆွမ်းရမ်းကောင်းတဲ့ Viking တွေကပြီးရေထဲမှာပင်လယ်ထဲမှာချရတော့ပါတယ်ဒါမှမဟုတ်ကောင်တွေကမြင်းစီးတက်သွားတော့စင်မပြေဘူးဗျ Viking ဘက်ကလည်းဒါနဲ့ကျွန်တော်ရွာသိမ်းမယ်ဆိုလူတွေလိုက်ချပတ်ကြည့်ရလူရဲ့ပြင်းအဲ့အောက်မရှိရဲ့ညီရဲ့ရွာလေးကိုသိမ်းလိုက်38ရက်ဆိုလည်းတိတ်တော့ဟိုမရှိပါဘူးချပါဗျာ
လည်း easy win ရောပဲသူကလူရနေဆိုအဲ့နဲ့ကျွန်တော်နောက်တစ်ရွာဖက်လွှဲရဲဆိုတော့ဘယ်နှရွာဖြစ်လဲမသိ3ရွာလား3ရွာဖြစ်ပြီဆိုတော့နောက်ဆုံးတစ်ရွာပဲကျန်ပြီဟိုဘက်ကရွာလမ်းအောင်ကောင်းလေးလမ်းအောင်လူတော်လေးလိုက်ပြီးတော့ဟိုလွတ်လိုက်ပါတယ်လမ်းကျုပ်ရှင်းသွားစေဘက်ဆန်ရအောင်ဆိုတော့ Everyone, attack! ဆိုတော့ရွာလဲကိုပြီဆိုတော့နောက်ဆုံးရွာတရွာပဲကြံပြီဆိုတော့ဒီရွာကိုသိပြီးရင်ကျွန်တော်တို့ crystal ပါလဲ castle တိုက်ဖို့ရောက်တင်ပါတယ်ဆိုတော့ဒီရွာမှာလဲလူကဘယ်လောက်ရှိလဲမသိဘူး40ဆိုတော့9ကောင်မှန်းတာဆိုတော့နည်းနည်းတော့ဟောပြင်းမတင်တယ်နည်းနည်းတော့တိတ်ပြုတ်များအောင်ထင်တယ်ဒီပွဲတော့ Infantry! Everyone! Infantry! Advance! Move now! True! Forward! Now move! ဒီတော့သူတို့ကရှီဝအော်လေအာချာရဲပါဆိုတော့ကျိုးတော့ရှီဝလောက်တာကျောင်းပြီနေခဲ့တော့ကောင်မြဲတွေးနေနေတယ်တိုက်ပြီးရင်တွေးရတော့ညာမကြည့်တော့ကျွန်တော်ကဆယ်ဝန်တယောက်ခေါ်မှရအောင်ဆယ်ဝန်ရှိဆိုရင်တွေးကတော့ဘယ်ပြင်ပြည့်တယ်ကြည့်ဆိုတော့ဒီလိုမြဲတိုက်နေကြတွေးရပုံစံနဲ့မကြည့်ဆိုပြောနိုင်သွားပြန်ကျွန်တော်ဘက်ကလူတယောက်မှတော့မကြောက်ဘူးသူဘက်ကောင်40တလို့ရှော့ရတယ်ဆိုတော့ဒီမှာရတဲ့ prisoner လေးယူမဲ့ပစ္စည်းလေးမစိုးကိုကောက်တယ်ဘာမှမကြည့်တော့ဘူးဆိုတော့ယူရလဲကုန်ပြီဆိုတော့ကျွန်တော် crystal ဒီမှာရဲတန်းမှာသွားပြီးတော့စောင့်မလို့လူတွေထက်ခေါ်အဲဆိုကျွန်တော် crystal မှာခဏလောက် crystal မှာမချက် crystal crystal နဲ့မြန်မာနဲ့ခဏလောက်နားပြီးတော့ကျွန်တော်လူတွေတက်စုတယ်လူရောက်50တိစုလို့ရဆိုတော့ကျွန်တော်60လေးဝယ်တယ်ပြီးတော့
ကြည့်ရဲဆိုတော့ဒီမှာကျွန်တော်ဒီမြို့တိုက်ဖို့ကျွန်တော်ဒီမှာလာဆောက်မှုချင်ပါပဲဒီမှာငေးချမ်းကတ်ယူသွားတယ်ပြီးမှာကွက်တိကျွန်တော်လာနဲ့သူတို့ကငေးချမ်းကတ်ယူသွားတယ်ဆိုတော့ဘာမှသူအောင်လေးဆိုကျွန်တော်ရပွဲဝင်ပြန်လဲဟဲ့တင်စောင်းဝင်ပြန်လို့မရသူတို့နိုင်ငံစစ်ဖြစ်နေဆိုကျွန်တော်ဝင်ပြန်လို့မရဘူးဒါနဲ့ကွက်တိကြောက်သွားပေါ့ဒါနဲ့ဒါရ TF4 ဆိုတော့ကျွန်တော်ပြန်လဲဘာမှသူဆို ဆိုတော့ဘာမှပေါ်တဲ့နေသွားပါပြီဆိုတော့ကျွန်တော်လူတွေရှိတဲ့နိုင်ငံပဲပြန်ပြန်အဲ့ဒီချိန်မှာပဲဒီမှာဗျာကြည့်ပါဦးကျွန်တော်ကိုမေးကလေးပဲလာပြီးတော့လာတောင်းတာတဲ့ဒီမှာ Western Fire ပဲကနေကျွန်တော်လည်းလက်ခံလဲဒီမှာလေဆိုတော့ကျွန်တော်မိမရောကြောင်းလာတောင်းတာနော်သူနိုင်ငံကြရလို့ဒါပေမဲ့သူတို့သူ့မိမနဲရိုက်မှကြည့်ပါသူလည်းမနဲกว่าကြည့်ပါနဲဟိုအိမ်မို့သူကစပုအဲ့ဒါကျွန်တော်ကိုနေထိုင်နေမိမရောက်သွားဘာမှမဟုတ်
ဒီမှာကျွန်တော်ကောင်ဒီဘက်မှာဘယ်ကောင်ဒါသူဒီဘက်ကကြားစရေဝေါ်ထားတာသူမိသားစုတင်တယ်မိမဘက်ကမိသားစုတင်ကျောင်းမှာဘယ်သူမှမရှိဘူးကျွန်တော်တယောက်ပဲရှိတယ်အခုလည်းရှိနောက်မှကျွန်တော်လော့ရပါညာနဲ့သိလိုက်တော့ပါလာမယ်ခြင်းနဲ့ဘေးမှာတော့ကျွန်တော်ကိုနေထိုင်နေမိမတယောက်ရောက်သွားတယ်တော့ဒီမှာကျွန်တော်ကလန်ထဲမှာသူ့မိမဒါကျွန်တော်ညီမဒါကျွန်တော်ကိုတော့ဟိုမှာ stay with ဒီမှာပေါ့ girlfriend นี่ပဲကြာပါပဲသူကမှမင်္ဂလာဆောင်လိုက်ပါဆိုသူ့မိမကိုကြည့်အောင်သူ့မိမအမှာပဲနဲစကေးကျွန်တော်လည်းမြင်သူ့မိမဟိုကောင်းဘာမဟုတ်သူကျွန်တော်ကိုဆောင်းရန်ကန်ကောင်းသွားရကောင်ဒီအမျိုးသွားပြီးတော့သူနဲ့ကတော့ပြန်ကြည့်အောင်ကျွန်တော်ဒီမျိုးသွားချင်မှာဟိုတည်းတွေ့ရပါတော့ခေါ်ချောက် the river တဲ့အတိုင်းနဲ့ကျွန်တော်စကားပြောကြည့်ကွက်တီပဲမှာကျွန်တော်လိုချင်နေတဲ့ဒေါက်တာတယောက်ရပြီစာဂျူရယ်138ဆိုတော့အစိုးတက်ပွဲပြင်ကျွန်တော်တွေ့ပြရမြန်တယ်အဲကျွန်တော်400ကျွန်းနဲ့သူ့ဖွဲ့တဲ့ကိုခေါ်လိုက်တယ်ဆိုတော့ねကျွန်တော်ကိုနဲ့စကားပြောတယ်ပြီးတော့သူ့ကိုဖွဲ့တဲ့ကိုပြန်ခေါ်လိုက်ပါတော့သူ့မိမကိုခေါ်ပါလို့ကောင်းလုံးခေါ်ပါငါလည်းခေါ်တော့မကောင်းဘူး I don't think I know you. ဒီမှာဒီကလော့တရနဲ့စကားပြောတယ်ဘယ်သူပညာပေါ့ကြည့်ပါဒီမှာလုံးဝ fucking style ဗျကိုတို့ Ragnarok ကြည့်ရင်တော့သိတယ်ဒီနေရာလုံးဝ fucking style ဒီမှာကိုထိုင်ခေါ်မို့ပြုတ်တည်ရင်တော့ထိုင်ကြည့်ရပါနော်တော်တဲ့ဟိုကောင်လေးဘာမှမဖြစ်လို့မိုက်တယ်ကျွန်တော်လည်းမြို့တစ်ခုလုံးရောက်လောက်မှာပါပြီးရင်ဘယင်ဖြစ်အောင်တိဆော့မှာလွယ်ရောမလွယ်လောက်တည်မခုတော့2နာရီ3နာရီလောက်ချိန်ပေးပြီးတော့ဘာမှမရှိသေးဒီတိုင်းရော်သားရလိုက်သိမ်းနိုင်တဲ့ချက်ပဲရှိသေးတယ်ဆိုတော့ဒီနေ့ episode တော့ဒီလောက်ပဲရွာရေးလိုက်ပေးတဲ့ episode လေးပဲနောက် episode ကြာရင်တော့ကျွန်တော်ဘယင်ရဲ့စစ်သူကြီးတယောက်ဖြစ်အောင်ကျွန်တော်လိုက်ပြောကြည့်မယ်ဒီမှာဗျာဆက်ရရှိဥပမာကျွန်တော်စောက်ပေါ်နဲ့ဟိုမရှိဘူးနိုင်ငံမရှိဘူးဆိုတော့ကိုယ် free ဘယ်နိုင်ငံမှလည်းစစ်မဖြစ်ဘူးတခါကျရင်ကိုယ်လာတိုက်တဲ့ဟိုလေးကိုရှိမယ်ဟိုတင်မြောက်ရပါညာတော့ရှိမယ်ဆိုတော့ကိုယ်ကတနိုင်ငံတစ်ခုရွေးလိုက်ရဗျာရွေးပြီးအဲ့နိုင်ငံမှာသစ္စာခံလိုက်တယ်ပြီးရင်အဲ့နိုင်ငံနဲ့စစ်ဖြစ်နေတဲ့ရွာတွေလိုက်တိုက်ရဘာမှတစ်ဆက်ရတော့အဲ့လောက်ကြီးမဟုတ်သိမလားဘယ်ရင်လည်းမခေါ်ဘူးကိုယ်စစ်တိုက်ဖို့ဆိုတော့ကိုယ့်ကိုဘယင်းစီကိုသွားပြီးရင်သူကဟိုဖြစ်ချင်ပေါ့စစ်သူကြီးဖြစ်ချင်ပေါ့အဲ့လိုပြောပြီးရင်သူကကြည့်ရကိုမှဆင်ပြေလာတက်သားရပါညာဆင်ပြေဆိုရင်သူကခေါ်တယ်ဟိုစကြရင်သူရွာပါမြို့ရပါညာလိုက်သေးစကြရင်သူတိုက်ရပြီးရင်သူကိုတိုက်တဲ့ဟာကိုကြည့်ပြီးမြို့ရပါညာပေးတယ်ဆင်မပြေလည်းမပေးဘူးပေါ့နော်ပေးရင်လည်းပေးတယ်ဆိုတော့နောက် episode ကြရင်ကျွန်တော်စစ်သူကြီးဖြစ်ဖို့ကြိုးစားအောင်မယ်အခုတော့ဒီနေ့ကတော့ဒီလောက်ပဲ I will see you guys